ဖြစ်လာမယ်ဥပမာကျွန်တော်ကလွန်ခဲ့တဲ့10နှစ်15နှစ်ကအသေးပွဲတွေတက်တဲ့ချိန်မှာကော်ဖီချောင်းသိတယ်ကော်ဖီကောင်းတယ်ကော်ဖီတောက်တာနဲ့ကန်ဆာချုပ်ကာကွယ်တယ်အစာလည်းထိန်းတယ်ပေါ့နော်ဝိတ်ကြောက်ဖို့လည်းထောက်ကူပြတယ်အသေးစီဖုံးတာကြတယ်အဲ့ဒါနဲ့နေကိုနောက်ပိုင်းကျစီးချိုလည်းကြလာတယ်ဥပမာပြပြရဲ့အိဗေကစီးချိုကြလာတယ်သွေးတိုးလည်းတက်တာလာတယ်နှလုံးကျန်းမာရေးလည်းကောင်းလာတယ်ကြောက်ကက်လည်းကောင်းလာတယ်ဒါရဲ့တက်ဆက်သေးတွေပဲကော်ဖီဒီအဲ့ဒါသွေးတိုးသမားတွေတောက်အောင်ပါပဲတောက်အောင်ပါပဲရင်တုံတယ်ဆိုလဲကျွန်တော်ပြောချင်တဲ့အိဗေကစဆန်းတောက်ဖြည်းဖြည်းတောက်ဟိုတောက်ရင်နဲ့ခုနပြောတော့ဒီကာဒီယိုမက်တာဘောလစ်နှလုံးနဲ့ဒီဘက်ကအထွေထွေအဝါလုံးအစီများเนาะဥပမာယူရီအက်ဆစ်တက်မယ်အသေးအစီဖုံးမယ်เนาะကြီးပေါင်းတွေဖြစ်မယ်ဒူးတွေနာမယ်အကုန်လုံးကတက်ဆက်သေးပဲအဲ့တော့တက်ဆက်သေးဆိုတဲ့ဟာတော့ coffee နဲ့ fasting ပဲကြက်ဥစားမယ် coffee တောက်မယ် fasting လုပ်မယ်စားမစားမယ်ဂွီးမြင်အောင်စောင့်မယ်ကျွန်တော်အမြဲပြောနေတာဖြည်းဖြည်းစားတက်လုံချင်းစားဝါစားကြာစားအစားတစ်ခုကိုချားစားတစ်ခုစားမှတစွတ်မစားနဲ့ပေါက်တဲ့ကြရတွေမစားနဲ့ fasting ကိုခဏလုပ်ပါအဲ့လိုအစားတစ်ခုနဲ့တစ်ခုချား6နာရီချားနော် coffee တောက်ကြက်ဥစားကျွန်တော်ဒါတွေပဲပြောနေတာပြီးရင်ဟိုဘီယာတောက်နော်ဘီယာတောက်ယောက်ျားလေးပေါ့နော်မိန်းကလေးတောက်ချင်တယ်ဆိုရင်ဝိုင်းတောက်အဲ့ဒါဒီအကုန်လုံးကသွေးတို့နှလုံးအကုန်ကောင်းတယ်နော်အသေးလည်းလာမပြောနဲ့အသေးလည်းကောင်းတယ်ဒါပေမဲ့ခုနပြောလို့ပေါ့အသေးက level ဖြတ်မယ်အသေးစီဖုန်း level 2ဆိုရင်ခဏနားမယ်ပြီးရင် coffee တောက်မယ်ကြက်ဟူစားမယ် fasting လုပ်မယ်ဘီယာတောက်မယ်ဒါအသက်ရှင်မဲ့နီးတွေကိုပြနေတာပေါ့နော်အသက်ရှင်လိမ့်မယ်ကျန်းမာလိမ့်မယ်ကျွန်တော်လည်းဒီဟိုင်းလုပ်နေတာတခါမှလည်းယောဂကြီးမှလည်းမဖြစ်ဘူးခုသွေးပေါင်ချိန်လည်း120 80မတက်ဘူးခီးတော့ပင်နေပန်းဒီလောက်တောက်စားနေရပဲရှိမြအကုန်စားတာ